Hello တငယ်ချင်းတို့ social media ပေါ်မှာမကောင်းဆိုးရတဲ့အများကြီးပဲလို့ကြားတယ်။အဲ့ဒီကောင်တွေကိုတယောက်ယောက်ကရှင်းမှဖြစ်တော့မယ်နဲ့တူတယ်။တတိရှိပြီးတော့လက်ရုံးရင်နှလုံးရင်ထူးချွန်နဲ့သူရဲကောင်းတယောက်ကိုလိုအပ်နေပြီလို့ပြောတန်ကြလို့ပြိုမေတို့ရဲ့နင်းစီတိုင်းကိုလုံးလုံးရောက်လာပါပြီခင်ဗျာ။ဒီကညီကိုတို့လည်းမင်္ဂလာပါလို့။ဟုတ်ပြီ social media တခွင်ရဲ့ငင်းချမ်းရင်အတွက်ကိုလုံးလုံးရဲ့စွန့်စားခံကိုစလိုက်တော့မယ်နော်။ Okay. Alright. Facebook ဆိုတဲ့ map ထဲကိုအရင်ဝင်ကြည့်အောင်။ဟုတ်ပြီတငယ်ချင်းတွေကထမင်းစားရတော့အလာပါတလာပါတွေပြောနေတာမြင်ရတယ်။ပုံမှန်လေးပဲဘာမှဟာ monster ကြီးပဲအိုးကန်ကောင်းချက်ကတော့စလာတယ်နဲ့ boss ကိုတန်းတွေ့ရပဲချမလားပြေးမလားဆိုတော့ချမှာပေါ့ဟာ fake news monster အရင် tag လုပ်တယ်တမာရွက်ရည်စက်သွန်ပြူ vitamin C ရောထားတဲ့ဂျင်းတဲ့နဲ့တိုက်ခိုက်တယ်ဟာno damage ပါမထီဘူးဟေ့ common sense armor ရှိတယ်လေ sorry ပါကိုလူ okay ကိုလည်းရောက်ပြီရော့ဒီမှာခိုင်မာတဲ့တည်င်းရင်းမြစ် yes critical damage တဲ့ဟေ့ဟူးဟာထီအောင်ထင်မဘက်လိုက်စကားလောက်ကြံဖန်တီးစုံပြူမိဟာပါရီလေဟာ propaganda special attack ထိသွားပြီခံလိုက်ရပြီ damage ထိတဲ့အပြင်ဟို status မှာပါ sharing ဖြစ်သွားပါလားရပါတယ်အေးစေးပါပိုရှင်အများကြီးတည်လာတယ်လေဒီ status ကို logic and reasoning ဆိုတဲ့စေးနဲ့ဖြေလို့ရပါတယ်သူကသာဟိုလိုလိုဒီလိုလိုရှောက်လုပ်ပြနေတာကိုလုံးတို့ကတော့ကောင်းတာတစ်ကွက်ပဲသုံးဖို့လိုတယ်ဆိုတော့ယော့ဒီမှာ report critical ထိသွားပြန်ပြီလာမစမ်းနဲ့နော်ဟောမိစ္ဆာကောင်ကတော့တင်းသွားပြီလူမျိုးရေး body shaming ဖိနှိပ်ပြောဆိုဟာအကြီးဆုံးတိုက်ကွက်တွေကိုတန်းသုံးတာပဲအမုန်းစကားဆိုတဲ့ ultimate attack ကိုသုံးလိုက်တယ်ဟာရှောင်းလည်းမရဘူးကားလည်းမရဘူးသူရ 20% လောက်ပဲကျန်တော့တယ် status ကလည်း poison and confused ဖြစ်သွားပြီထိချက်ပြင်းနေဟာတော်သေးတာပေါ့ forgiveness ဆိုတဲ့ level အမြင့်စားပိုးရှင်းဆောင်ထားလို့ okay normal status ပြန်ဖြစ်သွားဒီကောင်ကိုမှတ်လောက်သားလောက်ဆုံးမမှဖြစ်တော့မယ်အဲ့ဒီတော့ဒီမှာ humanity equality empathy allyship individuality courage intention တွေပေါင်းပြီးတော့ရော့ကွာသိပြီမလား monster ကောင်တော်တော်မောသွားတာပဲတွေးလဲသိမ့်မကြံတော့ okay ရဲဘော်တို့ bro တို့ sis တို့ fake news monster တွေ့ရင်ဘယ်လိုတိုက်ခိုက်ရလဲဆိုတာကိုတွေ့ပြီဟုတ်အခုလိုတယောက်တည်းတိုက်ခိုက်ရတာတော်တော်ခက်ခဲတယ်ဗျဒီ social media monster တွေကို border များများနဲ့အတူတကွတိုက်ခိုက်ကြရရင်ပိုကောင်းတာပေါ့ဗျအဲ့ဒါဆိုရင် next level ကြာမှပြန်တွေ့မယ်နော် bye for now